ဒီနေ့တနေ့လုံးမှာခမရတို့တွေဖုံးမျက်နှာပြင်ကိုဘယ်နှကြိမ်လောက်ကောက်ကြည့်မိလဲမနဲ့နုံနုံချင်းမျက်လုံးတောင်တေချာမပွင့်သေးခင်မှာလက်ကအလိုလိုဖုံးကိုအရင်ဆုံးလိုက်ဆမ်းမိတယ်အလုံးလုံးနေရင်စာကျက်နေရင်လည်းဘာအကြောင်းပြချက်မှမရှိပဲကျွန်တော်တို့ရဲ့ဖုံးမျက်နှာပြင်လေးလင်းကနေဖြစ်လာမလားဆိုပြီး9မိနစ်တခါလောက်လမ်းကြည့်မိတယ်အဲ့ဒီတော့အိမ်သားထဲတွားလဲဖုံးပါမှထမင်းစားရင်လည်းဖုံးကြည့်ရမှနောက်ဆုံးကုံပြောရရင်ညဘက်အိပ်ရဝင်လို့မျက်လုံးပိတ်ခံနေတဲ့အထိရှော့ဗီဒီယိုတွေကိုတစ်ခုပြီးတစ်ခုအဆုံးမရှိပုတ်နေမိရင်ညနဲ့တွားတတ်တယ်ဒါပေမဲ့ဒီနေရာမှာအရန်ထူးဆန်းပြီးစဉ်းစားစရာကောင်းတဲ့မေးခွန်းတစ်ခုကရှိလာပါတယ်ကျွန်တော်တို့ဟာတနေ့လုံးအပန်းဖြေနေတာပဲဖုံးကြည့်ပြီးအနားယူနေတာပဲဒါပေမဲ့ညဘက်ရောက်တဲ့အခါဘာလို့စိတ်ကလန်းဆန်းမသွားပဲအရန်ပင်ပန်းပြီးခေါင်းထဲမှာလေးလံအုံမိုင်းနေရတာလဲနောက်ပြီးတော့ဘာဖြစ်လို့ငါဟာစာအုပ်တို့ကို9မိနစ်ထပ်ပို့ပြီးအာယုံဆိုင်ပြီးမဖတ်နိုင်တော့တာလဲခမရတို့ကျွန်တော်တို့ကိုသတိမထားမိလိုက်ပဲခမရတို့ရဲ့အုံနောက်ဟာအပြင်းထန်တန်ရာရနေပါပြီစိတ်ပညာနဲ့အုံနောက်သိပ္ပံမှာတော့ဒါကို over stimulation ဒါမှမဟုတ်အာယုံညွှန်းလုံဆောင်မှုလွန်ကဲခြင်းလို့ခေါ်ပါတယ်ကဲဒီနေ့ဒီဗီဒီယိုမှာကျွန်တော်တို့အုံနောက်ထဲမှာဘာတွေတကယ်ဖြစ်ပျက်နေလဲဆိုတာနဲ့ဒီအခြေအနေကနေဘယ်လိုပြန်ရုံထွက်မလဲဆိုတာကိုအသေးစိတ်ပြောပြသွားပါမယ်ကျွန်တော်တို့လူသားတွေရဲ့အုံနောက်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းတန်းချီကလေးကတဖြည်းဖြည်းတိုးတက်ပြောင်းလဲလာခဲ့တာပါဒါပေမဲ့တခုရှိတာကဒီနေ့ခေတ် digital ကဘာမှာကြုံတွေ့နေရတဲ့အချက်လက်အရေးအတွက်ကိုလက်ခံဖို့ကျွန်တော်တို့အုံနောက်ကအဆင်သင့်မဖြစ်သေးပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းရာစုနှစ်တွေတုန်းကလည်းလူတယောက်ဟာတစ်နှစ်တာလုံးမှာအတန်အနေငယ်အယောင်အသွေးအနေငယ်နဲ့သူတို့ပတ်ဝန်းကျင်ကလူအနေငယ်ရဲ့အချက်လက်ကိုပဲ process လုပ်ရပါတယ်ဒါပေမဲ့ယနေ့ခေတ်မှာတော့ TikTok, Instagram, နောက်ပြီး Facebook တို့လို social media တွေကို15မိနစ်လောက်ပို့လိုက်ရုံနဲ့တင်ဗီဒီယိုပေါင်း50မကဘူးမြင်တွေ့လိုက်ကြရပါတယ်။အဲ့ဒီဗီဒီယို50ထဲမှာမတူညီတဲ့သချင်းသံ50ပါမယ်။မတူညီတဲ့လူ50ရဲ့စိတ်ခံစားချက်တွေပြီးတော့အမူအရာတွေမတူညီတဲ့စာသားတွေအယောင်သေးတွေရောပါမယ်။15စက္ကန့်အတွင်းမှာခင်ဗျားတို့ကျွန်တော်တို့ရဲ့အုံနောက်ကသချင်းတဲ့ပုတ်ကိုနားထောင်ရတယ်။စာသားကိုဖတ်ရတယ်။လူတစ်ယောက်ရဲ့ရည်စရာဒါမှမဟုတ်ဝမ်းနည်းစရာဇလန်းကိုလိုက်ခံစားရတယ်ပြီးရင်နောက်တစ်ခုကိုထပ်ပြီးပို့လိုက်တယ်ဒါအပြင်မှန်းကြည့်ရင်တော့အေးဆေးထိုင်ကြည့်နေတာမို့လို့နားနေရတယ်လို့ထင်ရပေမဲ့တကယ်တော့အုံနောက်ထဲမှာတော့အလုပ်တွေအပြင်းထန်လုပ်နေရတာပါဒါကိုဥပမာပြောရရင်အစာရင်သေးသေးလေးတစ်ခုတည်းကိုအစားတောက်တွေကိုမဝါးဘဲနဲ့အတင်းအဓမ္မဇွန်းနဲ့ထိုးသွင်းနေတယ်လို့ပါပဲအစာတွေရမ်းများလာတဲ့အခါအစာရင်ကအစာမကြည့်ပဲအောင့်တယ်လို့ပဲခင်ဗျားတို့ကျွန်တော်တို့ရဲ့အုံနောက်ထဲကိုအချက်လက်တွေအာယုံလုံးတော်မူတွေအဆက်မပြတ်ဝင်လာတဲ့အခါကျွန်တော်တို့ရဲ့အုံနောက်ကအစာမကြည့်တော့ပါဘူးအဲ့ဒီအခါအုံနောက်ကတရင်အချက်လက်တွေကိုဆက်လက်ပြီးလက်မခံနိုင်တော့ပဲ brain fog လို့ခေါ်တဲ့ခေါင်းထဲမှာဝေဝါးတာစိတ်ကုန်ခန်းတာတွေဖြစ်လာတာပါဒီနေရာမှာမေးစရာရှိတာကအုံနောက်ကအဲ့ဒီလောက်ပင်ပန်းနေရင်ငါတို့ကဘာလို့ဖုံးကိုမချနိုင်ပဲစက်ကြည့်မိနေတာလဲဆိုတော့ပါအဖြေကတော့ခင်ဗျားတို့ရဲ့အုံနောက်ထဲကဒိုပါမင်းဆိုတဲ့ဓာတ်ပစ္စည်းကြောင့်ဖြစ်ပါတယ်ဒိုပါမင်းဆိုတာမျောလင်းချက်တွေကိုလုံဆော်ပေးတဲ့ဓာတ်ပစ္စည်းပါငါတို့ဖုံးကိုတစ်ချက်ပုတ်လိုက်တိုင်းနောက်ဗီဒီယိုတစ်ခုကဘာဖြစ်မလဲပို့ပြီးတော့ရေးရမလားပို့ပြီးတော့စိတ်လို့ရှားဖို့ကောင်းမလားအဲ့ဒီလိုမျောလင်းချက်တွေနဲ့ကျွန်တော်တို့ရဲ့အုံနောက်ကဒိုပါမင်းတွေကိုအနှဲငယ်စီထုတ်ပေးပါတယ်ဒါကိုသိပ္ပံပညာရှင်တွေကတော့စလော့မချီအဖက်လို့ခေါ်ပါတယ်လောင်းသားတိုင်မှာဂျက်ပေါ့ပေါက်မလားဆိုပြီးခလုတ်ကိုအဆက်မပြတ်ဆွဲနေတယ်လို့ပါပဲဖုံးကိုဆက်ပုတ်နေရတာဟာလေပျော်လုံးလို့တော့မဟုတ်ပါဘူးနောက်တစ်ခုမှာဘာရှိမလဲဆိုတဲ့စူးစမ်းလိုတဲ့စိတ်ကထောင်ထောင်ထဲမှာမိနေလို့ပါအဲ့ဒီဒိုပါမင်း level တွေဟာပုံမှန်ထက်အဆမတန်မြင့်တက်သွားတဲ့အခါခင်ဗျားတို့ကျွန်တော်တို့ရဲ့အုံနောက်ကစာဖတ်တာအလုပ်လုပ်တာစာချက်တာမျိုးလိုဒိုပါမင်းတွေအထွက်နေတဲ့အလုပ်တွေကိုပြင်းစရာကြီးလို့သတ်မှတ်လိုက်ပါတယ်ဘာလို့လဲဆိုတော့စာဖတ်ရင်ဒိုပါမင်းကနိုင်ဝက်လောက်နေမှအနည်းငယ်စီပဲထွက်တာကိုဖုံးဖို့ရင်တော့တစ်စက္ကန့်အတွင်းမှာချက်ချင်းရတယ်ဒါကြောင့်ခင်ဗျားတို့ကျွန်တော်တို့ကစာအုပ်ကိုဖွင့်လိုက်ပေမဲ့9မိနစ်နေရင်စိတ်မရှိတော့ပဲဖုံးကိုပြန်ကင်မိတာအဲ့ဒါဟာခင်ဗျားတို့ရဲ့စိတ်ထဲမှာခိုင်မာလို့မဟုတ်ဘူးခင်ဗျားတို့ရဲ့အုံနောက်ကဒိုပါမင်းအလွန်ကြုံရတာကိုကျင်သားရနေလို့ပဲဖြစ်ပါတယ်ကဲမိတ်ဆွေတို့ဒီပြဿနာကိုဒီတိုင်းလွတ်ထားရင်ဘာဖြစ်မလဲကျွန်တော်တို့လူအများစုထင်တာကတော့ဖုံးခဏခဏကြည့်တာဟာအချိန်ကုန်ုံပဲရှိတာပါလို့အဲ့ဒီလိုထင်ကြပါတယ်ဒါပေမဲ့တကယ်တမ်းဆုံးရှုံးသွားတာက
ခင်ဗျားတို့ကျွန်တော်တို့ရဲ့အရေးသွေး quality of life ပါပထမဆုံးဆုံးရှုံးမှုကတော့ဒီတော့ဒါမှမဟုတ်အာယုံစူးစမ်းမှုအပြည့်နဲ့အလုပ်ကိုထိရောက်အောင်လုပ်နိုင်တဲ့နေပျောက်ဆုံးသွားတာပါဒီနေ့ကမှအောင်မြင်တဲ့သူတွေထူးချွန်တဲ့သူတွေသူတို့ကအသိပညာကိုအချိန်အကြာကြီးနဲ့အာယုံစိုက်ပြီးတော့တိစောက်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်အာယုံစူးစိုက်မှုပျောက်ဆုံးသွားတဲ့အခါမှာခင်ဗျားတို့ကျွန်တော်တို့ဟာရေပေါ်ဒီအသိပညာတွေပဲရပြီးတော့ဘယ်အရာမှထူးချွန်မလာတော့ပါဘူးဒုတိယအချက်ကတော့စိတ်တူလွယ်ခြင်းပါအုံနောက်က overstyle လက်ဖြစ်တဲ့အခါစိတ်ရှည်စွမ်းအားလို့ခေါ်တဲ့ fishing ဟာလုံးဝမရှိတော့ပါဘူးဘေးနားကလူစကားပြောတာနေရင်စိတ်မရှိဖြစ်လာတယ်ကားခဏလေးပိတ်ရင်တော့မှဒေါသထွက်လာတယ်ဘဝရဲ့တာမန်ရိုးရှင်းတဲ့အလားတရားတွေကိုမခံစားနိုင်တော့ပဲအမြဲတမ်းတစ်ခုခုကိုလူတရတောင်းတမိနေတတ်ပါတယ်ဒါဟာစိတ်ကြယောဂ depression နဲ့စိတ်ပူပန်မှုလွန်ကဲခြင်းဆိုတဲ့ဥတီသွားစေတဲ့တကားပေါက်ပါပဲကဲဒါဆိုရင်ခမ ्या တို့ကျွန်တော်တို့တွေဒီထောင်ချောက်ထဲကနေဘယ်လိုရုံးထွက်ကြမလဲခမ ्या တို့ရဲ့အုံနောက်ကိုအသက်ရှူခွင့်ပေးဖို့စီကံချိုးကတော့ထားရပါမယ်အဲ့ဒါကတော့နေ့စဉ်ဘဝမှာလက်တွေ့လုပ်လို့ရမယ်အယိုးရှင်းဆုံးနီးလန်းတစ်ခုကိုကျွန်တော်မျှဝေပေးခြင်းပါတယ်ပထမဆုံးနီးလန်းကတော့ The Golden Hour Rule ပါမနက်နိုးနိုးချင်းပထမဆုံးတနာရီနဲ့ညအိခန်ဒီနောက်ဆုံးတနာရီမှာဖုန်းကိုလုံးဝမကြည့်ပါနဲ့မနက်နိုးနိုးချင်းဖုန်းကြည့်လိုက်ရင်ခင်ဗျားတို့ရဲ့အုံနောက်ကတနေ့လုံးအတွက်လုံခြုံမှုလွန်ကဲတဲ့စနစ်သေးကိုချက်ချင်းရောက်သွားတတ်ပါတယ်ညအိခန်ဒီလိုဖုန်းကြည့်ရင်လည်းအုံနောက်ကမနာရပဲအိတ်ဆက်ချင်းရဲ့အရေးသွေးကိုပြတ်ပြားစေပါတယ်ဒီတနာရီစီကိုဖုန်းမပါပဲဖြတ်တန်းကြည့်ပါနောက်ထပ်ဒုတိယနီလန်းကတော့ Embrace Button ပြည့်ရည်ခြင်းကိုလက်ခံပါကျွန်တော်တို့ဟာကားဆောင်နေရင်လူဆောင်နေရင်သို့မဟုတ်လမ်းလျှောက်နေရင်ပြင်းလာတာနဲ့ဖုန်းကိုချက်ချင်းပဲထုတ်ကြည့်တတ်ကြပါတယ်အဲ့ဒီလိုမလုပ်ပါနဲ့ပြင်းရည်ခြင်း Button ဆိုတာအသုံးမကျတဲ့အရာလုံးဝမဟုတ်ပါဘူးအုံနောက်ကသတင်းအချက်အလက်တွေကို reformat ချပြီးပြန်လဲအနားယူနေတဲ့အချိန်ပဲဖြစ်ပါတယ်ဒါကြောင့်နောက်တစ်ခါပြင်းစရာကောင်းတဲ့အချိန်တွေကြုံလာရင်ဖုန်းထုတ်မကြည့်ပဲနဲ့ပတ်ဝန်းကျင်ကိုငေးကြည့်တာအတွေးကဘာထဲမှာကြည့်နေတာမျိုးတွေလုပ်ပေးပါကဘာပေါ်မှာရှိသမျှသတင်းအချက်လက်တွေ trend တွေအဲ့ဒါတွေအားလုံးကိုမိတ်ဆွေတို့ like တီးဖို့မလိုပါဘူးမိတ်ဆွေတို့ရဲ့ကျမ်းမာရေးမိတ်ဆွေတို့ရဲ့အာယုံစူးစိုက်မှုနဲ့မိတ်ဆွေတို့ရဲ့တည်ငြိမ်မှုကပိုပြီးတော့အရေးကြီးပါတယ်ဒါဆိုရင်ဒီဗီဒီယိုလေးပြီးဆုံးသွားတဲ့အခါဖုန်းကို9မိနစ်လောက်ချထားပြီးတော့မျက်လုံးလေးမိတ်ခါအသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ကြည့်လိုက်ပါဦးမိတ်ဆွေတို့ရဲ့အုံနောက်ကိုခဏတာနားဝင်ပေးလိုက်ပါအားလုံးပဲကျေးဇူးပါဒီနေရာမှာပဲအဆုံးသတ်ပါရစေယခုလိုအကြောင်းအရာများကိုလေ့လာဆွေးနွေးရတာနှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe ပြုလုပ်ပေးခဲ့ကြပါအောင်လို့တောင်းဆိုပါရစေနောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါမယ်